ဒီမျိုးသားကရေချိုးပြီးခါစားပဲရှိသေးတယ်ရုတ်တရက်တယောက်ကသူ့တကားကိုလာခောက်ပါလေရောသူ့တကားဖွင့်ကြည့်လိုက်တော့တခါမှမမြင်ဘူးတဲ့မိန်းကလေးတယောက်ချင်နေတယ်အဲ့ဒီမိန်းကလေးကသူ့ကိုအထအောက်အကဲခတ်ကြည့်ပြီးမှအခမ်းမမမီမှန်ရုတ်တရက်သတိထားမိသွားတယ်သူမခမရရှက်ရှက်နဲ့ပဲအမြန်တောင်းပန်ပြီးထွက်ပြေးသွားခဲ့တာပေါ့ဒါပေမဲ့သူမထွက်သွားပြီးတာနဲ့အဲ့ဒီအမျိုးသားကလိုက်ကကြားကနေတိတ်တဆိတ်ချောင်းကြည့်လိုက်မိတယ်အံ့ဩစရာကောင်းတာကအဲ့ဒီမိန်းကလေးကတကယ်ထွက်မသွားသေးပါဘူးသူမကနောက်ကိုယ်တောင်လှည့်ကြည့်ပြီးသူ့ကိုမင်းစီတစ်ဖက်နှိပ်ပါသွားခဲ့သေးတယ်အဲ့ဒီအချိန်မှာတင်ဒီအမျိုးသားဟာသူမအပေါ်လုံးဝဆွဲလန်းသွားခဲ့ရတော့တာပေါ့ဒါပေမဲ့နောက်တနေ့မှာပဲအဲ့ဒီစိတ်ကူးရင်အိမ်မဟာချက်ချင်းဆိုသလိုပစ်စီးသွားခဲ့ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီမိန်းကလေးကအောက်ထပ်မှာရှိတဲ့ထိတ်ပြောင်ပြောင်အထက်ကြီးကြီးအမျိုးသားတယောက်ရဲ့ရင်ခွင်ထဲကိုတိုးဝင်သွားပြီးသူနဲ့အရန်ရင်းနှီးနေတာကိုသူကိုယ်တိုင်မြင်လိုက်ရလို့ပါပဲသူမြင်ခဲ့ရတဲ့ဟာတွေကိုမေ့ပြဖို့စူးစမ်းရင်းနဲ့ဒီအမျိုးသားဟာကျောင်းကိစ္စတွေအကြောင်းဆွေးနွေးဖို့သူ့ရဲ့ပါမောက္ခစီကိုသွားခဲ့တယ်ဒါပေမဲ့ရုံခန်းပြင်ဘက်ကိုရောက်တိုင်းနဲ့အဲ့ဒီမိန်းကလေးအထဲကိုဝင်သွားတာကိုသူမြင်လိုက်ရပြန်တယ်တကားကြားလေးကညီချောင်းချိလိုက်တဲ့အခါမှာတော့အဲ့ဒီမိန်းကလေးကပါမောက္ခရဲ့အဝတ်အစားတွေထဲကိုလက်နိုင်နေတာကိုမြင်လိုက်ရလို့သူတုန်လှုပ်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာတင်သူ့ရဲ့နှလုံးသားဟာလုံးဝကြေကွဲသွားခဲ့ရတော့တာပေါ့အဲ့ဒီမျိုးသားတွေထက်သူဘာတွေများလိုအပ်နေလို့တလဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်ဒါပေမဲ့လည်းသူကသူမကိုလက်မလွတ်နိုင်သေးတာကြောင့်အဲ့ဒီမိန်းကလေးနောက်ကိုဘားတစ်ခုထိလိုက်သွားခဲ့တယ်အဲ့ဒီမှာတော့ဆေးမြင့်ကြောင်လေးနဲ့မျိုးသားတယောက်ကသူမကိုပတ်စံပေးနေတာကိုသူမြင်လိုက်ရပြန်တယ်ဒါနဲ့ပဲဒီမျိုးသားကဒေါသတွေတလိမ့်လိမ့်ထွက်လာပြီးချက်ချင်းပဲအနားကိုအပြေးလွာသွားခဲ့တယ်ပြီးတော့ပတ်စံတွေကိုစပွဲပေါ်စောင်းချလိုက်ပြီးမိမိကိုယ်ကိုဒီထက်မကတန်ဖိုးထားဖို့သူမကိုပြောလိုက်တယ်ဒါပေမဲ့ရှက်ရွံ့သွားမယ့်စားအဲ့ဒီမိန်းကလေးကစမ်းကျဲတဲ့အပြုံးတစ်ခုနဲ့ပဲသူ့ကိုစိုက်ချိပြီးပတ်စံတွေကိုယူကာထွက်သွားခဲ့တယ်ဒီတစ်ချိန်မှာတော့အဲ့ဒီမျိုးသားဟာစိတ်ပိုင်းဆိုင်ရာအရာလုံးဝခံစားချက်မဲ့သွားခဲ့ရတယ်သူကစားချက်တစ်ခုတည်းကိုပဲအာယုံစိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့တညီမှာတော့သူကအသက်ကြီးကြီးအမျိုးသားတယောက်ကိုမတော်တဆတိုက်မိသွားပြီးတောင်းတောင်မတောင်းပန်ပဲထွက်လာခဲ့တယ်အတန်းထဲကိုရောက်သွားတဲ့အချိန်မှာတော့ချက်ချင်းနှောင်တရသွားခဲ့ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီအသက်ကြီးကြီးအမျိုးသားကသူ့ရဲ့ပါမောက္ခခင်နေလို့ပါပဲပါမောက္ခကသူ့ကိုဘာညာတာမှုမှမပြပဲအတန်းလုံးရဲ့ရှိမှအဆက်ခွဲလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာတော့သူ့ရဲ့အချစ်ရေးရောပညာရေးရောနှစ်ခုလုံးဟာလုံးဝပျက်စီးသွားခဲ့ရပါပြီဒါကြောင့်သူကစိတ်ပြေလက်ပြောက်ဖြစ်အောင်အတန်းဖော်ရဲ့ပါတီတစ်ခုကိုသွားခဲ့တယ်ဒါပေမဲ့သူရောက်ပြီးတာနဲ့ရုတ်တရက်အင်ရှင်ဖြစ်သူကနှလုံးရက်ပြီး green ပေါ်လဲကျသွားတယ်စက္ကန့်ပိုင်းတွင်းမှာပဲလူတိုင်းကထိတ်လန့်တကြားဖြစ်ကုန်ကြတာပေါ့အဲ့ဒီချိန်မှာပဲအစိုးလေးလိုအထင်ခံထားတဲ့မင်းကလေးကလူအုပ်ထဲကနေထွက်လာခဲ့တယ်ဒီငိမ်သွေးအိတ်စွာနဲ့ပဲသူမကအဲ့ဒီအမျိုးသားရဲ့အင်ဂျီချက်တင်ကလေးကိုဖြုတ်လိုက်ပြီးချက်ချင်းပဲ CPR အရေးပေါ်အသက်ကယ်နည်းကိုလူဆောင်ပေးပါတော့တယ်သူမကြည့်ရတဲ့ထိတ်တန်းအရေးပေါ်ဆရာနဲ့တယောက်လိုဖြစ်နေတယ်အဲ့ဒီအချိန်မှာတင်ဒီအမျိုးသားဟာအမှန်တရားကိုလောက်ဆုံးမှသဘောပေါက်သွားခဲ့ရတော့တာပေါ့သူ့အရင်ကသူမအပေါ်အထင်လွဲခဲ့သမျှအရာအလုံးဟာတကယ်တမ်းသူမကလူတွေကိုကယ်တင်ဖို့အမြဲတမ်းကြိုးစားနေခဲ့တာပဲဖြစ်ပါတော့တယ်